တော့ပြဆောက်ခဏလေးရောဒီတော့သေချာချိန်ပြမကြောက်နဲ့မကြောက်နဲ့ပြန်ပုံစံချင်းပြန်ယူပြန်ဆောက်မယ်နော်ပြန်ဆောက်မယ်ဝေါပြပြန်ဆောက်မယ်အဲ့ကောင်လေအဲ့တွေကိုပြစ်လိုက်မယ်နော်ဒီဘက်ကိုပြစ်လိုက်မယ်မသိလားရကော်ပီဆိုပြန်ဆောက်ကျွန်တော်တို့အတော့ကိုထိုင်ထားကြပြီးဝိုင်းခရတဲ့လူစုခွဲပဲကျွန်တော်ကြီးပြခံတတ်ပဲဘာလဲဆိုတာခံတတ်ပဲဒီရတေးကြချိတ်မလောက်ရှားတဲ့ကျွန်တော်ရှိတယ်တော့ပါဒီရောကျွန်တော်တို့ပြဖို့ချောင်းနေလိုက်ပဲဟုတ်တယ်တရားပေါ်မှာကော်ပီဆိုနောက်ဆုံးလိုက်လို့ကော်ပီဆိုပြတ်ခွာမယ်လားကော်ပီဆိုပြတ်ခွာမယ်အကောက်တွေတို့ရရိတ်မှမနေနဲ့ပြန်ဆောက်မယ်ပြပြီးပြန်ဆောက်မယ်အဲ့ဒါဘာလဲကွာဒါပဲရော်တွေတက်မလာရဲ့ဒီကောင်တွေကိုထိပါရောက်သေအောင်ကြောက်တယ်ငါလုံးဝသားတွေဒီမှာတော့ဒီကောင်ပါပြက်ဘောင်းမထုံးနဲ့ဘောင်းမထုံးနဲ့သူများကိုပြစ်ဖို့ကြရင်တော့တက်လာဒီကောင်တွေကိုခံပြစ်နေတော့လုံးဝရှေ့မတက်လာဘူးဟုတ်ကဲ့တွေ့ရဒါရေကိုတီးလားမီးရှို့လိုက်ရဟိုမီးရှို့လိုက်ရွယ်ကောမီးရှို့လိုက်တာလည်းမသိဘူးမီးရှို့တာဂုံးပေါ်မှာမီးရှို့တာတော့ညာကိုရီဘက်ကတော့ကူးမလာဘူးအဲ့ဘက်မှာပဲဂုံးပေါ်မှာမီးရှို့တာလေရှိတယ်ညာသာပဲဆောက်ဒါဦးဒီမီးရှို့တယ်ခိုင်ငါးချက်ပုံပဲရတယ်အခုမီးရှို့ရအလုံးမသားလေးဒီရပြဟိုးဘက်တော့မှာအဲ့ကောင်တွေအဲ့ဒေါင်းလေးမှာဘာလဲဘူလာထဲမှာပုံးနေတယ်နေလိုးတွေဟုတ်ပြီ
ပြပါဒီကောင်လေးတရားကပြပါတရားကပြပါရောဒီလိုက်တော့တရားကပြပါဒီကောင်လေးအကုန်နောက်ဆုံးအဲ့ဒီကြော်လာဝခုတ်အလိုကသာပြဖို့လုပ်တယ်ရေဒီလိုက်တာရှေ့ကဒိုင်ဘွဲ ready လောက်တာအနောက်ကတရားကဆရာရွယ်သူတွေ ready လောက်တာပါတရားကဆရာရွယ်သူတွေ ready လောက်တာပါဒိုင်ဘွဲတွေကညာသာပေးလို့ရပါတယ်တရားကဆရာ ready လောက်တာပါတရားကဆရာ ready လောက်တာပါအဲ့ကောင်တွေရက်ွက်ထဲကိုလာပြစ်ပါအဲ့ကောင်တွေရက်ွက်ထဲကိုလာပြစ်ပါတော်ပါဘူးဒီကနေ့ကျွန်တော်ရထားလမ်းပေါ်မှာမီးရှို့သွားပါတယ်မီးခိုးတွေကိုတွေ့လာသည်အဲ့ဒါလေခင်ဗျားတို့ပြီး record ပြန်ယူထားပါဒီကနေ့တရားကိုရထားလမ်းကိုမီးရှို့သွားတာပါဒီကဘောခါတော့ပါတခြားအဖွဲ့တွေကျွန်တော်တို့လာပူးပေါင်းဖို့အများကြီးလိုအပ်ပါတယ်ကျွန်တော်တို့ supply တွေတခြားအဖွဲ့တွေလာပူးပေါင်းဖို့အများကြီးလိုပါတယ်ကျွန်တော်ပြောနေပါတယ်ကြီးပိုက်ပါဗျာခံတတ်ပါဒီလိုတွေကျွန်တော်တို့ချက်ပါဘာအတားအဆီးမှမရှိရတော့တတ်မလာရဲသေးပါဘူးဘာရဲ့ကြောက်ပြီးတော့တင်းချုပ်ပြီးတော့ဒီရလာဟုတ်တယ်အဲ့ကောင်တွေမီးရှို့တာဒီကောင်တွေကျွန်တော်တို့ရှင်းမတက်နိုင်တော့တရားမိတ်ကပေါ်တက်ပြီးတော့လုံးဝကြိုးစားနေပါပဲမီးရှို့နေရတယ်ညာဘက်တော့ဘာကြောင့်ဘာပြောင်းဖို့တက်ဒီကဟုတ်နေရောတော်ပြည်သူတိုင်းကြီးရလားကျွန်တော်တို့လာပူးပေါင်းမဲ့တကယ်အဖေလိုပါတယ်ဒီကအရေးချင်းရှိပြီးအတွေ့အကြုံရှိတဲ့လူတွေလိုပါတယ်ကျွန်တော်တို့ရဲ့အကောင်းဆုံးကံစစ်ကိုပြီးအကာအကွယ်မရှိဘဲနဲ့ကျွန်တော်တို့တောက်ခံနေတာပါခင်ဗျားတို့ကြည့်နေတဲ့သူတွေလည်းမြင်ပါပါဟိုဘက်ကျောင်းကိုတရားကလူတွေအိမ်ထဲကိုတရားကစစ်သွားပါပြီလူတွေအိမ်ထဲကိုတရားကစစ်သွားပါပြီဟိုမှာမီးနဲ့ရှို့ရပါတယ်လူတွေအိမ်ထဲကိုတရားကစစ်ပါတယ်အဲ့ကောင်တွေအဲ့စိတ်ကတရားပေါ်မှာပါသွားကြည့်ပြီးတော့အဲ့ကောင်တွေအခုစိတ်ကခဏလေးတော်ဝေးကြီးဘောကောလူတွေဘောကောလူတွေရေပုတ်ဘောကောလူတွေအဲ့ကောင်တွေရေတော့အဲ့ကောင်တွေရေတော့ကြောင်းလိုက်တော့အာလူတွေတော့လူတွေကိုတော့ရတယ်ကျွန်တော်တို့ကောင်းရောက်ဓမ္မလုပ်နေပါဒီကောင်တွေအဲ့စိတ်မှာပါခင်ဗျားတို့မြင်ပါပါဘောလူတွေကိုအဲ့ငွေတွေကိုရေပြောင်းဖို့လုပ်ပါအာလူတွေအိမ်သားတွေလူတွေရတိကြိုက်ပါလေ
အဲ့ကောင်တွေလူတွေရက်ကွက်တွေကိုတဲပြစ်တာတီယာကကိုလူတွေရက်ကွက်ကိုတဲပြစ်တာပါဒီကောင်တွေကျွန်တော်တို့ဘာလို့ကဂိုးပေါ်ပြစ်တဲ့အတွက်အရှိမကျွန်တော်တို့မြင်တဲ့အတိုင်းပဲအတားစီးဘာမှမရှိပါဘူးဒီကောင်တွေလည်းတက်မလာရဲပါဘူးကျွန်တော်တို့ဦးနာခင်ဗျားတို့ကြည့်နေတဲ့အတိုင်းပဲကျွန်တော်တို့မှာအဲ့လိုမျိုးမီးရှူမီးပန်းနေကြက်ပြစ်လို့ရမယ့်လက်နက်တွေအများကြီးပြလိုပါတယ်ဒီကောင်တွေကရည်ရချက်ရှိရှိကိုကျွန်တော်တို့ပိတ်ပြိုခွင့်ကျွန်တော်တို့လည်းပြန်ပြစ်မှရမှာပါအဲ့ကောင်တွေပါကြဟိုမှာမီးရှို့တွေပါပဲမီးခိုးတွေမှာတလန်ပါတယ်အဲ့ကောင်ခုနကဘဲတွေပါလာတယ်ဟုတ်ကဲ့ဘဲတွေပြစ်ခိုင်းအဲ့ကောင်ကိုရှာမှာတလန်ပါတယ်ကိုထိုးတယ်ကောင်ပါတယ်ပါကိုထိုးတယ်ကောင်အဲ့ကောင်ပြစ်ခိုင်းတာအဲ့ကောင်တွေကရှေ့ကိုထိုးခိုင်းတာအိုးမှာမြင်လားစီမီးရှို့နေတာပါရတယ်ကိုယ်စိတ်တော့ကျွန်တော်ကျွန်းလာရခုတ်မယ်ဒီနဲ့ချောနေတယ်ဟိုမှာအများကြီးနေဒီလိုနဲ့ဟာကူပဲတို့လူကတော့ဘာလို့ယူတာပေါ့ချောနေတာဘောညီမလေးတို့ဆွဲချပြေခရရဦးတာပြောတဲ့အတိုင်းပဲစောက်ပဲကျွန်တော်တို့ပြောလာတဲ့အတိုင်းပဲစောက်ပဲကျွန်တော်တို့ပြောတဲ့အတိုင်းပဲစောက်ဟုတ်ကဲ့ကလေးတွေပါတယ်ကျွန်တော်တို့ပြောတဲ့အတိုင်းပဲစောက်ပဲအေးဟာ90ကျော်လောက်တော့ရှိပါတယ်အပြုတ်လိုက်ကြီးတက်လာပါတယ်ကလေးတွေနောက်တော့ခံနေကိုကလေးတွေရေးကြည့်တယ်ဒီကပြေရေးစီစောက်ဘလို့စောက်ပြေ